ရှေးခါကကြောဝါတက်သောကြီးတစ်ကောင်ရှိနေတယ်ထိုကြီးဟာတောင်းများကိုမြင်လင်တောင်းကဲ့သို့လှပလို၏ဒါကြောင့်တောင်းတောင်များကိုရှာပြီးလင်သူကိုယ်၌တက်ဆင်းပြီးတောင်းတို့နေရာသို့သွားလေ၏တောင်းတို့နှင့်တွေ့သောအခါကြီးကငါသည်တောင်းဖြစ်သည်ဟုဆိုကာတောင်းရောင်ဆောင်၍နေလေ၏တောင်းတို့ကလည်းဟဲငှက်ကြွတင်သည်တောင်းမျိုးမဟုတ်ကြီးသာဖြစ်သည်ဟုဆိုကြလေ၏တောင်းတို့သည်ကြီးကိုဝိုင်း၍ထိုးစိတ်ကြကုန်၏ထိုအခါကြီးကိုမှတောင်းတောင်များသာမကကြီးတောင်များပါကျွတ်ကြကုန်လေ၏ကြီးသည်လွန်စွာနာကျင်လျက်မိမိတို့အမျိုးဖြစ်သောကြီးတို့ထံပြန်ပြေးရလေ၏ကြီးတို့ကလည်းတင်သည်မိမိတို့၏အမျိုးကိုအထင်မကြီးသူတစ်ပါးအမျိုးကိုသာအထင်ကြီးလေသည်ငါတို့ထံမလာနှင့်ဟုနှင်ထုတ်ကြလေ၏တောင်းရောင်ဆောင်သောကြီးကိုတောင်းတို့ကသာမကကြီးတို့ကပါမုန်းတိကြလေသည်ကဲဒီသင်ခန်းစာလေးထဲမှာတော့ကို့အမျိုးကိုစွန့်၍သူတစ်ပါးအမျိုးကိုအထင်ကြီးပြီးအတုခိုးပါကအကျိုးမရှိနိုင်ကြောင်းကိုဒီပုံမြင်လေးကနေတဆင့်ကလေးတို့သိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်Children's story Myanmar